ဒါကပုံမြင်တပုတ်တော့မဟုတ်ဘူးငါမမွေးခင်ကငါမိဘတွေရဲ့တကယ်ဖြစ်ရမှဇလန်တစ်ခုပေါ့ငါတက်14-15ဝန်းကျင်လောက်မှာအမေကငါဖေရဲ့ဓာတ်ဆိုင်ကြောင်းတစ်ခုကိုပြောပြခဲ့တယ်ငါမမွေးခင်ကအဖေနဲ့အမေကရန်ကိုရှိကြတဲ့ဇနီးမောင်နှံဖြစ်ခဲ့ကြတယ်ငါတို့နေတဲ့ရက်ကွက်ကလူတိုင်းကအဖေကိုခင်ကြတယ်လေးစားကြတယ်ဘာလို့လဲဆိုတော့သူကသဘောကောင်းပြီးလူတိုင်းပေါ်ကူညီတတ်တယ်ဒါပေမဲ့အဖေကတကူဆိုရင်အရန်စိတ်ဆက်တယ်ဒါကလည်းပြဿနာတစ်ခုလို့တော့ငါမထင်ပါဘူးဒီနေ့အမေဈေးကပြန်သူ့နောက်ကနေအမိုးသမားတစ်ယောက်လိုက်လာခဲ့တယ်သူ့ပုံစံကလူကခတ်တောင်းတော့လူမိုက်ပုံစံနဲ့ဆိုတော့အမေလည်းကြောက်တာနဲ့နောက်ကိုလက်ကြီးနဲ့လမ်းလျှောက်လာခဲ့တယ်အမေလမ်းခတ်မြန်မြန်လေးရှေ့ကိုကြည့်ပြီးလမ်းလျှောက်နေတဲ့ချိန်အဲ့လူကရုတ်တရက်အမေရဲ့ဖင်ကိုရိုက်ပြီးလောင်ပြောင်ခဲ့တယ်အမေလည်းအဲ့လူကိုဆွဲပြီးဘာမှစံပြောတော့ပဲအိမ်ကိုအမြန်ပြေးလာခဲ့တယ်အိမ်ကိုရောက်တော့တကားကိုလောချပြီးအဖေပြန်လာကိုစောင့်နေခဲ့တယ်ညနေကျအဖေကိုဖြစ်ခဲ့တဲ့အကြောင်းကိုရှင်းပြလိုက်တဲ့အခါအဖေကအေးအေးဆေးဆေးနဲ့သူ့ပုံစံကဘယ်လိုပုံလဲလို့မေးခဲ့တယ်အမေကလည်းအဲ့ဒီလူရဲ့ပုံမှန်တရံကိုပြပြလိုက်တော့အဖေကသူ့တငယ်ချင်းတယောက်ဆိုတာကိုတန်းတီသွားတယ်ရပြီမိမနင်မပြောနဲ့တော့ဒီပြဿနာငါဖြေရှင်းလိုက်မယ်လို့ပြောလိုက်တယ်အမေကိုဘာမှမတိုင်ပင်ပဲအဖေကအိမ်ပြင်မှာသူ့တငယ်ချင်းလာမလားဆိုပြီးထိုင်ဆောင်နေခဲ့တယ်လက်ထဲမှာလည်းတခုခုကိုကင်ထားခဲ့တယ်ဒီလိုနဲ့အချိန်တစ်ခုကြာသူစောင့်နေတဲ့သူရောက်လာခဲ့တယ်အဖေလည်းနောက်ကနေထိုးလူကိုတွန်းလှည့်ပြီးရှက်ရှင်းသူယူလာတဲ့ဓာတ်ရှည်ကိုထုတ်ပြီးအဆက်မပြတ်ထိုးလူကိုခုတ်ခဲ့တယ်ခဏကြာတိုးရိုင်တဲ့လဲနေတဲ့လူကိုတေချာသာစိုက်ကြည့်ပြီးနောက်တစ်ခါငါမိမကိုဘယ်တော့မှမစမိစေနဲ့နောက်တစ်ခါမင်းကိုပိုင်းခုတ်ပြီးမြက်ထဲစဖြောက်ပြမယ်လို့အစ်ဆက်သာပြောလိုက်တယ်။တရားရနေတဲ့လူလည်းကြောက်လန့်တကြီးနဲ့ဝေးကိုထပ်ပြေးသားခဲ့တယ်။အဲ့လူကိုလည်းနောက်ရက်ကွက်ထဲမှာပါမတွေ့ရတော့ဘူးလို့ပြောတယ်။အဲ့နေ့တည်းမှာပဲကျွန်တော်ကိုမွေးခဲ့တယ်။အဖေကကျွန်တော်ကိုရမ်းရှစ်ခဲ့တယ်။ကျွန်တော်အမေကတော့အဖေရဲ့စိတ်ကိုကြောက်နေခဲ့တယ်။ကျွန်တော်9နှစ်သားလောက်မှာအမေတို့ခန်းထဲကအနက်ရောင်ပုံတစ်ခုကိုတွေ့ခဲ့တယ်။ကျွန်တော်လည်းစူးစမ်းကြံတာနဲ့အဲ့ပုံကိုဆွဲလိုက်တော့ပုံကရမ်းကိုလေးနေခဲ့တယ်။ပုံလေးချိန်ကြောင့်အောက်ကိုပြုတ်ကြကန်ဒီမှာဖေရောက်လာခဲ့တယ်။သူရမ်းကိုစိတ်ဆိုးနေတဲ့ဟန်နဲ့ကျွန်တော်လက်ထဲကပုံမဲကိုတင်းဆွဲလူပြီးမမီနိုင်တဲ့အမြင့်တနေရာကိုတင်ထားလိုက်တယ်။ဒါကလေးစော့စရာမဟုတ်ဘူး။နောက်မကင်နဲ့လို့ကျွန်တော်ကိုအော်ပြောခဲ့တယ်။ခဏကြာကျွန်တော်ကိုပြန်လျှော့ခဲ့ပါတယ်။ဒီလိုနဲ့နှစ်နှဲငယ်ကြာတော့အဖေကသူ့ညီမကျွန်တော်ရဲ့အတော်နဲ့နေတိုင်းလိုစကားများရံဖြစ်ခဲ့တယ်ကျွန်တော်လည်းအသက်ကခက်ငယ်ငယ်ဆိုတော့ဒီပြဿနာတွေကိုနားမလည်နိုင်ဘူးကျွန်တော်မှကြောက်စိတ်တစ်ခုပဲရှိနေခဲ့တယ်ဒီလိုနဲ့ကျွန်တော်အသက်14နှစ်မှာတော့ဒီအကြောင်းတွေကိုမေးကြည့်ခဲ့တယ်မေးပြောပြတဲ့မှန်တရားကဒေါ်လေးမှာလင်ကောင်မပေါ်တဲ့ဖိုက်လုံးကြောင့်အဖေရန်ကိုဒေါသထပ်ပြီးဓာတ်ကိုနောက်တစ်ချိန်ထုတ်ပြီးအတော့ကိုခုတ်မဲလို့ရွေခဲ့တယ်အဲ့ဒီချိန်အမေနီးနားမှာရှိခဲ့လို့သာဒေါ်လေးအသက်မသေးခဲ့တာလို့အမေကပြောပြခဲ့တယ်အမေပြောပြတဲ့အကြောင်းအရာတွေကြောင့်ကျွန်တော်တညလုံးစဉ်းစားနေခဲ့တယ်ကျွန်တော်သိတဲ့အဖေဆိုတာကဒီလိုပုံစံမျိုးမဟုတ်ဘူးသူ့ညီမကိုတက်ရလောက်တဲ့အထိသူ့ပုံစံကဒီလိုဟုတ်မနေခဲ့ဘူးကျွန်တော်အသက်16နှစ်ပြည့်ခဲ့တယ်အဖေကတော့ကျွန်တော်ကိုရှစ်ဆုံးပါပဲဒါပေမဲ့လည်းသူ့ရဲ့ဒေါသကိုကျွန်တော်ကြောက်နေရသေးတယ်အဖေအိမ်မှာမရှိတဲ့ချိန်သူ့ခန်းထဲကတက်တာကိုကျွန်တော်နောက်ထပ်တစ်ချိန်တွားဖွင့်ကြည့်ခဲ့တယ်အမေပြောခဲ့တာတကယ်အမှန်တရားပဲဓာတ်ပေါ်မှာသွေးတချို့တောင်ရှောက်ပြီးကတ်နေတဲ့တာကိုကျွန်တော်တွေ့ခဲ့ရတယ်ကျွန်တော်လည်းတက်တာကိုပိတ်ပြီးမူလနေရာမှာပြန်ထားခဲ့တယ်ငါအများကြီးတွေးမနေတော့ပါဘူးငါเจ้าမှာစားကိုပဲကောင်းကောင်းတင်မယ်ဘာလို့လဲဆိုတော့အဖေရဲ့ဒေါသသူ့ရဲ့ဓာတ်ကကျွန်တော်ဘက်ကိုလှည့်မလာအောင်လို့ပေါ့တရက်ဖေးကျွန်တော်เจ้าကိုလိုက်လာပြီးရေခဲမုံကိုကျွေးခဲ့တယ်ရှေ့ရတဲ့ညီလေးရောပါလာပေါ့ကျွန်တော်သိတဲ့ဖေကတော့မိဘကောင်တယောက်ပါပုံဝန်းကျင်ပေါ်မှာလည်းသူကရမ်းကိုကျင်နာတတ်တယ်အခုဆိုရင်တော့ကျွန်တော်ဘွားကြီးကလည်းပျော်ပျော်ရွှင်ရွှင်ပါပဲသူ့အတိတ်မှာဘာပဲဖြစ်ခဲ့သူကတော့ကျွန်တော်အတွက်ခက်ခင်ကောင်းတယောက်မိဘကောင်တယောက်ပါပဲ